Hello ဒီတစ်ခါမှာတော့မမူက orange juice လေးရယ်ငါးတစ်တာမုတ်ဖတ်တုပ်လေးရယ်ကိုဘယ်လိုလုပ်မယ်ဆိုတာတစ်ဆက်ပြီးမှဖြစ်ပါတယ်ရှင်ဒါတွေကတော့ပါဝင်ပစ္စည်းငါးတစ်တာဘူးရယ်ပြီးလို့ရှိရင်တော့အထဲမှာထဲမယ်နန်နန်ပင်ရယ်ပဲသီးရယ်စက်သွန်ငရုတ်သီးရယ်တမြာသီးရယ်ဖြစ်ပါတယ်ရှင်ဒါကတော့အဓိကတော့မုတ်ဖတ်ရယ်ငါးတစ်တာဘူးရယ်ပေါ့နော်ကဲ let's goကဲအခုဆိုလို့ရှင်တော့မမူတို့တွေဒီငါးတစ်တာမုတ်ဖတ်တုပ်ကိုစပြီးတော့သုံးလို့ရပါပြီရှင်မူကတော့ငပြားရည်ရယ်ပြီးလို့ရှင်တော့ဟင်းချုံမုတ်ရယ်ကိုအနေငယ်ထည့်ပါတယ်ရှင်ပြီးလို့ရှင်တော့အဓိကပါဝင်ပစ္စည်းကတော့ငါးတစ်တာဘူးပေါ့နော်ငါးတစ်တာကိုမမူဒီလိုမျိုးလေးထည့်ပါတယ်တယောက်စားဖြစ်တဲ့အတွက်အနေငယ်ပဲတုပ်ပါတယ်ပြီးလို့ရှင်တော့ဒီစက်သွန်အနီရယ်ပဲသီးများစိုက်ရတဲ့များထည့်ပါတယ်နနန်ပင်ရယ်ငရုတ်သီးရယ်တမြာသီးရယ်အချင်းကြရင်တော့တမြာသီးများထည့်လို့ရပါတယ်ရှင်အခုလိုအကုန်ရောထည့်ပြီးသွားရင်တော့တမအောင်ငွေပြီးလို့ရှင်တော့အရင်ဆက်လုပ်ကောင်းတဲ့ငါတစ်တာဘူးလေးရပါပြီရှင်